Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Premium Pro ထဲမှာ Minecraft effect တခုဘယ်လိုမြန်မြန်လုပ်လို့ရမလဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်။ဒီဆုံးကျွန်တော်တိုင်းလိုက်နဲ့မှာဗီဒီယိုတစ်ပုဒ်ဆွဲထည့်ထားပါတယ်။ Okay ဒီဗီဒီယိုလေးကိုကျွန်တော် effect တခုထည့်ရမှာပဲဖြစ်ပါတယ်။ effect ထဲမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်ဘေးမှာရှိတဲ့ effect လေးတွေကိုတာမယ်ပြီးရင်ဒီဘက်မှာ Moses ဆိုတဲ့ effect လေးကိုရိုက်ရှာမှာပဲဖြစ်ပါတယ်။ Okay Moses ဆိုတဲ့ effect လေးရပြီဆိုရင်ဒီ footage တွေကိုဆွဲထည့်လိုက်ပါ။ဆွဲထည့်လိုက်ပြီဆိုတာနဲ့ဗီဒီယိုကလည်းဒီလိုဝါးသွားသလို effect control ရဲ့ဒီဘက်ဘေးမှာလည်းMoses ဆိုတဲ့ effect လေးရောက်သွားပြီဖြစ်ပါတယ်။ဒီ Moses ဆိုတဲ့အောက်မှာ horizontal block နဲ့ vertical block ဆိုတာရှိပါတယ်။ကျွန်တော်က horizontal block ကို125လောက်ပေးလိုက်မယ်။ vertical block ကိုလည်း125လောက်ပေးလိုက်မယ်ဆိုရင်ဒီလိုပုံစံလေးဖြစ်သွားပြီဖြစ်ပါတယ်။ Okay ပြီးရင်နောက်ထပ် effect တစ်ခုထည့်ထည့်ပါမယ်။အဲ့ဒါကတော့ post strike ဆိုတဲ့ effect လေးပဲဖြစ်ပါတယ်။ Okay post strike ဆိုတဲ့ effect လေးကိုကျွန်တော်ဒီထဲကိုဆွဲထည့်လိုက်ပါမယ်။ဆွဲထည့်ရင်တော့ဒီလိုပုံစံလေးဖြစ်သွားပါတယ်။အဲ့ဒီမှာကျွန်တော်တို့ကဒီ level ကိုတွားချိန်မှာပဲဖြစ်ပါတယ်။ level ကို73လောက်ထားလိုက်မယ်ဆိုရင်ဒီလိုပုံစံလေးဖြစ်သွားပြီဖြစ်ပါတယ်။ ဒါဆိုရင်ကျွန်တော်တို့ပြန်ဖွင့်ကြည့်လိုက်မယ်ဆိုရင် Minecraft effect လေးရသွားပြီဖြစ်ပါတယ်။ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။